ခေါင်းစဉ်တက်တာပြီးဘာမှဖြစ်မလာတဲ့တန်းပြည်မှာခေါင်းစဉ်မပေးတာအကောင်းဆုံးပဲမှတ်ကြပါဆင်းရဲမွဲတေမှုပပျောက်ရေးတယ်အမေခေါင်းစဉ်တက်တယ်ဆင်းရဲပါဆိုမှမွဲတေနေသေးတယ်နောက်ကြပြောင်းလဲဆင်းရဲနှောမှုရှော့ချိုက်တယ်ရှော့ချိုက်တာပိုဆင်းရဲကုန်ပေါ့ခေါင်းစဉ်ပတ်တယ်ပိုဆိုးသွားမြန်မာအာကစားကဘာကိုလွှမ်းစရမိဗီယက်နမ်9 3နဲ့ရှုံးသွားခေါင်းစဉ်တွေပြီးဘာမှဖြစ်တရားဥပဒေစိုးမွေတရားစီရင်တော်ဆစီဥက္ကဋ္ဌဘာကြောင့်လို့တာပုံမှန်ဆက်ရှင်နဲ့ဖမ်းခံရတယ်အများကြီးပဲတခုမှဖြစ်မလားဟာဒါတို့မြေကတို့ပိုင်တဲ့မြေပြည်တော်စုကိုအသက်ပေးလို့တို့အာမလေးပြောရတာလယ်သမားတွေကိုဖမ်းခံပိုင်မြေကိုတစ်ခုမှပိုင်တော့သူတို့ရည်တယ်ခေါင်းစဉ်ပေးပြီးဘာမှဖြစ်မလာတဲ့တိုင်းပြည်ကြီးမှာကျွန်တော်အဝေဖန်အပြစ်တင်တာမဟုတ်ပါဘူးဝန်းနေချီကိုလို့ပြောတာပါတမရီဦးသိန်းစင်နဲ့ကျွန်တော်အပြစ်မတင်ပါဘူးကျွန်တော်တော်တော်တန်းလာနေကျွန်တော်တော်ကိုဘယ်တော့မှကျွန်တော်သမရမဖြစ်ပြစေနဲ့ဆူတောင်းတောင်းအကုသိုလ်နဲ့လွတ်တော်ဥက္ကဋ္ဌမဖြစ်ဘူးဥရှင်မန်းကိုယ်တိုင်ပြောတာလေ